အရွယ်ရောက်ခါစားချင်းသေးပြုံများကသူတို့ရဲ့ခွန်အားကိုစူးစမ်းလေ့လာဖို့စိတ်အားထက်သန်နေကြပါတယ်ချင်းသေးပြုံကတကောင်တဲ့အန်ရီတော်တဲ့ကိုထွက်သွားခဲ့ပါတယ်ပြီးတော့ဟိုင်နာမျိုးနယ်စုရဲ့အလဲကိုတက်တက်ဝင်သွားပါတယ်သူကဟိုင်နာအကောင်20ကျမှပိတ်မိနေပါပြီဟိုင်နာခွဲအားအုပ်စုကသူ့ကိုအမဲဖြတ်ဖို့စူးစမ်းနေကြပါတယ်ဟိုင်နာအရေးအတွက်ကသူ့ကိုတတ်စားဖို့လုံလောက်ပါတယ်ခွေအားတွေကအုပ်စုတောင်းရင်စင်ကိုပါအမဲလိုက်နိုင်တဲ့တတဝါတွေပဲဖြစ်ပါတယ်သူတို့အားလုံးကိုတပြိုင်နက်တည်းတိုက်ခိုက်ဖို့ကလုံးဝမဖြစ်နိုင်ပါဘူးပြီးတော့သူတို့ကိုကြကြထိန်ထားလို့မရတော့ပါဘူးသူအနေနဲ့အမြန်ပေမန်းလာပါပြီသူ့မဟာမိတ်ချင်းတွေကရုံရဲစံခါဖြစ်နေတာကိုသတိထားမိသွားပါတယ်သူ့မိတ်ဆွေဒုက္ခရောက်နေတာကိုကူညီဖို့အပြေးသွားလိုက်ပါတယ်အခုတော့တိုက်ပွဲအခြေအနေပြောင်းလဲသွားပါပြီဟိုင်နာအကောင်20အတွက်တော့ချင်းတဲ့အထီးနှကောင်ဟာသူတို့အတွက်ကြိုင်ပဲဖြစ်မနေခဲ့ပါဘူးချင်းတဲ့ပြိုအတွက်တင်ကန်းစာကောက်ကောက်ရသွားပါပြီမိတ်ဆွေကောင်ရဲ့အကူအညီကြောင့်တိုက်ပွဲကိုအနိုင်ယူနိုင်ခဲ့ပါပြီကြည့်ရှုသူရစီတန်းကိုလည်းကျေးဇူးထူးထူးရှိပါတယ် like and subscribe လေးလုပ်ပေးကြပါအောင်နော်